ရုတ်တရက်ကိုဝင်ရသွားလို့အလီအမြန်စီစဉ်လိုက်ရတဲ့မင်္ဂလာပွဲကိုကျွန်တော်တို့ဘယ်လိုပြောမလဲရုတ်တရက်ကိုဝင်ရသွားလို့အလီအမြန်စီစဉ်လိုက်ရတဲ့မင်္ဂလာပွဲကိုအင်္ဂလိပ်လို shotgun wedding အဲ့ဒါရုတ်တရက်ကိုဝင်ရသွားလို့အလီအမြန်စီစဉ်လိုက်ရတဲ့မင်္ဂလာပွဲပေါ့နော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကဒီစကားပြောတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုမျိုးပြောလို့ရလဲဆိုရင်ဥမာသူတို့ဒီကောင်မလေးကပေါ့နော်ကောင်မလေးကကိုဝင်ရသွားလို့တီးလိုက်ရတဲ့အချိန်မှာအလီအမြန်မင်္ဂလာဆောင်လိုက်ရတယ်ပေါ့Okay, as solution, English. They had a shotgun wedding after she found out she was pregnant. They had a shotgun wedding after she found out she was pregnant. ကောင်မလေးကသူရုတ်တရက်ကိုဝင်ရသွားတယ်လို့သိလိုက်တဲ့အချိန်မှာသူကောင်လေးနဲ့ရုတ်တရက်အလင်းမြန်မင်္ဂလာပွဲစီစဉ်လိုက်ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်ဥမာလူတိုင်းကဒီကိုဝင်ရသွားလို့မင်္ဂလာဆောင်လိုက်ရတဲ့အကြောင်းကိုပဲပြောနေကြတယ်အဲ့လိုဆိုလို့ရှိရင် everyone talk about the shotgun wedding everyone talk about the shotgun wedding လူတိုင်းကဒီရုတ်တရက်အလင်းမြန်စီစဉ်လိုက်ရတဲ့မင်္ဂလာပွဲအကြောင်းကိုပဲပြောနေကြတယ်ဆွေးနွေးနေကြတယ်ပေါ့အဲ့လိုမျိုးအရာထဲမှာပြောနေကြတယ်ဟုတ်ပြီဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုထပ်ပြောလို့ရလဲဆိုရင်ဥမာလူတွေကပေါ့ဒီမင်္ဂလာဆောင်ကကိုဝင်ရသွားလို့ဆောင်လိုက်တဲ့မင်္ဂလာဆောင်ပြီးတော့မင်္ဂလာဆောင်လို့လူတွေကထင်နေကြတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင် people guessed it was a shotgun wedding people guessed it was a shotgun wedding လူတွေကဒီရုတ်တရက်ကြီးမှာထားပြီးတော့မင်္ဂလာဆောင်လိုက်တာကိုဒါကိုဝင်ရသွားလို့မင်္ဂလာဆောင်လိုက်တယ်ဆိုပြီးတော့ပဲလူတွေကထင်နေကြတယ်ဆိုတော့ကျွန်တော်တို့တွေအရက်ထဲရွာထဲမှာပေါ့နော်ဒီလိုချစ်သူကြီးစားဘွားမှာအတူနေရင်းနဲ့မှကိုဝင်ရသွားလို့ဆောင်လိုက်ရတဲ့မင်္ဂလာပွဲကိုကျွန်တော်တို့က shotgun wedding လို့ကျွန်တော်ပြောလို့ရတယ်